စာမျက်နှာ3ပါပေါ့နော်ဒီနံပါတ်2လေးကိုစာပြီးတော့ကြည့်ကြည့်မယ်မြန်မာနိုင်ငံ၏လူဦးရေသည်2014ခုနှစ်တွင်9ကလေးတသန်း4သိန်း19420ရှိသည်တွေ့ရသည်ကိန်းကိုမြည်တို့ဖတ်ပြီးရေးရမည်ကိုလေ့လာမယ်ဒီနေရာမှာကိန်းကိုဖတ်ရမယ်ပြီးရင်ရေးဘယ်လိုရေးရမလဲဆိုတော့လေ့လာမယ်ပေါ့နော်ကာကြီးကိုစာပြီးတော့ရှယ်ကြည့်လိုက်မယ်ကာကြီးမှာဆိုလို့ရှိရင်ဇယားကိုကြည့်ပြီးတော့တဲ့တသန်းဤဆယ်စားဖြစ်သောကိန်းကိုဖတ်ပါတဲ့ပြီးရင်စာဖြင့်ရေးပါကဲဒါဆိုရင်ဇယားကိုကြည့်လိုက်မယ်တသန်းရဲ့ဆယ်စားကိုကြည့်ရမယ်နော်တသန်းရဲ့ဆယ်စားဖြစ်တဲ့ကိန်းကိုဖတ်ပါဒါဆိုရင်တသန်းရဲ့ဒီမှာဆယ်စားဆိုရင်သူ့ရဲ့အောက်ကိုကြည့်လိုက်မယ်တသန်းရဲ့ဆယ်စားဘယ်လောက်နဲ့တူလဲဆိုရင်မှာတက္ကတိနဲ့တူတယ်နော်တသန်းရဲ့ဒါဆယ်စားဆိုရင်တက္ကတိနဲ့တူတယ်အဲ့ဆိုရင်ဒီကဏ္ဍလေးဒီကိန်းလေးကိုကြည့်ပြီးတော့ဖတ်တယ်ဆိုရင်ဒါဘယ်လောက်လဲဆိုရင်တက္ကတိပေါ့နော်တသန်းရဲ့ဆယ်စားဒါဆိုရင်သူ့ရဲ့အဖြေလေးကဘာလေးဖြစ်မလဲဆိုတော့စာဖြင့်ရေးပါဆိုတဲ့အတွက်ဒီတက္ကတိကိုစာလေးနဲ့ပြင်ပြီးတော့ရေးပေးရပါမယ်ဒါလေးကအဖြေတက္ကတိဖြစ်ပါတယ်ဒါဆိုရင်ဒီထဲမှာပေးထားတဲ့ quality တက်မှာပေါ့နော်တသန်းဤဆယ်စားဖြစ်သောကိန်းကိုတက္ကတိဟုခေါ်ပြီး1ရဲ့ဒီမှာ309လုံးရဲ့ရေးရပေါ့နော်ဒီလိုမျိုးရေးတယ်လို့သူကပြောထားတယ်ဒီဇာတ်လေးထဲမှာဒါဆိုလို့ရှိရင်ဒီမှာဒီကာကြီးလေးကဖြည့်လို့ပြီးသွားပါပြီပြီးလို့ရှိရင်ခါခွေးလေးကိုဆက်ပြီးသွားမယ်နော်ခါဝေးရကြအထက်ပါဇယားကိုကြည့်ပြီးမြန်မာနိုင်ငံ၏လူဦးရေကိုဖတ်ပါတဲ့ပြီးရင်စာဖြင့်ရေးပါဒီတစ်ခါကျတော့သူက2014ခုနှစ်မှာပေးထားတဲ့ဒီဇယားမှာပေးထားတဲ့အောက်ကမြန်မာနိုင်ငံရဲ့လူဦးရေဒါကိုဖတ်ကမယ်ပြီးရင်စာနဲ့ပြန်ပြီးတော့ရေးပေးရမယ်ဒါဆိုရင်ဒီကဏ္ဍလေးကိုစာပြီးတော့တခြားတို့ဖတ်ကြည့်လိုက်မယ်ဒီမှာကလေးနေရာမှာ9ရှိတယ်ကဏ္ဍလေးတွေကိုစာပြီးဖတ်ရင်တခြားတို့အရှိကနေစာဖတ်တယ်နော်9ကလေးတသန်း4သိန်း19420အခုဖတ်လိုက်တဲ့အတိုင်းလေးပဲဒီချေတို့ကစာနဲ့ပြန်ပြီးတော့ရေးပေးမယ်เนาะအဲဆိုရင်သူ့ရဲ့အဖြေလေးကကြတော့ဘာလဲဆိုရင်ဒီမှာ9ကတိလို့ပြောတဲ့အတွက်ဒီချေတို့ကဒီမှာစလုံးပေါင်းလေးနဲ့ရေးပေးမယ်9ကတိပြီးနည်းနည်းလေးခွာမယ်เนาะဒီကမရေး9ကတိပြီးလို့ရှိရင်တသန်း9ကတိပြီးရင်တသန်းလာမယ်ပြီးရင်4သိန်းနေရာမှာ4ရှိရတဲ့အတွက်ဒီချေတို့က4သိန်းကိုခေါ်လိုက်တာเนาะ4သိန်းပြီးရင်တောင်းနေရာမှာ1ရှိတဲ့အတွက်ဘယ်လိုရေးရမလဲဆိုရင်1000ပြီးရင်ထောင်နေရာမှာ6ရှိတဲ့အတွက်9000ပြီးရင်420เนาะ420ဒါလေးကအဖြေလေးเนาะခါခွေးရဲ့အဖြေလေးက9ကလေးတသန်း4သိန်း19420ပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုဖိုင်လေးမှာထပ်ပြီးတော့ရှင်းပြပေးမယ်เนาะ